ဒုတိယသမ္မတဦးဟင်နီရီဗန်တီယူဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာဧပြီ20ရက်ဒေသစံတော်ချိန်နနက်9:00နာရီမှာနယ်သာလန်နိုင်ငံရိုတာဒန်မြို့မှာရှိတဲ့ Delta Walk ရိုတာဒန်စိတ်ကမ်းနဲ့ မတ်ဗယ်တီတိုကိုရဟန့်ရင်နဲ့ကြည့်ရှုလေ့လာခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ရိုတာဒန်စိတ်ကမ်းကိုရောက်ရှိလာပြီးစိတ်ကမ်းလုပ်ငန်းစဉ်တွေကိုသင်္ဘောနဲ့လိုက်လံကြည့်ရှုလေ့လာခဲ့ကြပါတယ်။ရိုတာဒန်စိတ်ကမ်းမှာစိတ်ကမ်းညွှန်ကြားရေးမှူးမစ္စတာရီနီဗန်တာဘယ်ကဒုတိယသမ္မတဦးဟင်နီဗန်တီယူနဲ့ကိုယ်စားလှယ်အဖွဲ့ကိုကြိုဆိုခဲ့ပါတယ်။ရိုတာဒန်စိတ်ကမ်းဟာဥရောပမှာအကြီးဆုံးစိတ်ကမ်းဖြစ်တယ်လို့သိရပါတယ်။တင်မော်နယ်လိုက်လံကြီးစုစဉ်အတွင်းစိတ်ကမ်းရဲ့လုပ်ငန်းစဉ်တွေကိုမြန်မာကိုယ်စားလှယ်အဖွဲ့ကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဒုတိယသမ္မတဦးဟင်နီဗန်တီယူအဖွဲ့မှအဖွဲ့ဝင်စုစုပေါင်း17ဦးလိုက်ပါသွားတာဖြစ်ပြီးနယ်သာလန်နိုင်ငံရဲ့ရေအရင်းမြစ်သုတေသနနဲ့စီမံခန့်ခွဲမှုလုပ်ငန်းတွေကိုအဓိကထားလေ့လာသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ရေစီမံခန့်ခွဲရေးကဏ္ဍတွေကိုလည်းဆွေးနွေးသွားမှာဖြစ်ပြီးနိုင်ငံဝင်ကြီးဌာနဆွေးနွေးပွဲတွေနဲ့စာတမ်းဖတ်ပွဲတွေလည်းပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။အခုခရီးစဉ်ဟာဧပြီလ19ရက်ကနေ24ရက်အထိ6ရက်တာခီးစဉ်ဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုနယ်သာလန်နိုင်ငံကိုရောက်ရှိနေတဲ့ MITV အဖွဲ့ကပေးပို့တာဖြစ်ပြီးကျွန်မအေးလွင်ကတင်ဆက်တာပါ။